လုံးရှိတယ်အဲ့မှာ group 1ပေါ့နော်ပထမတအုပ်စုကသူဒီ mid tone ဆိုတာကအတန်အလယ်ပဲပေါ့နော်အတန်ပုံမှန်တိုင်းပဲဥပမာမာဆိုတဲ့ဟာပေါ့နော်အဲ့ဆိုရင်မာအဲ့ဒါဒီ mid tone ဟုတ်ပြီနော်အဲ့ဆို mid tone ပြီးတော့ရင်ထိုင်းစာမှာအတန်5တန်ရှိတာ low tone ဆိုရင်မာနော်ပြီးတော့ရင် falling tone ဆို falling ဆိုအောက်ကိုကျတာဆိုအောက်ကမြင့်တန်လေးပါတယ်လို့မှတ်မယ်မပြီးရင် high tone တက်သွားတဲ့အတိုင်းမြင့်သွားတဲ့အတိုင်းပေါ့နော်မသူကလေဟာဆိုရင်အဲ့လိုမျိုး question mark တန်လေးပေါ့နော် high tone ရှိမယ်ပြီးရင် rising tone ဆိုတာမြင့်ရာနေနှိမ့်ပြီးတော့ပြန်တက်သွား rising tone rising ကကြတော့အဲ့လိုရစ်တဲ့အတန်ပေါ့နော်ဥပမာကိုဆိုလို့ရှိရင်တာမန် mid tone နဲ့ပဲခေါ်တာကိုအဲ့ဒါဆိုရင် तू က rising tone ပေါ့နော်နည်းနည်းချွဲပေးရမယ်ပေါ့နော်အဲ့ဒါဆိုရင် rising tone မှာဆိုရင်မာကို rising tone နဲ့ထွက်မယ်ဆိုရင်မာအဲ့တော့ mid tone low tone falling tone high tone rising tone အတန်5တန်တစ်ခါတည်းမာကိုထွက်မယ်ဆိုရင် mid tone ဆိုရင်မာlow tone မာ falling tone high tone မာ rising tone မာအဲ့တော့မာအစပြန်ထွက်ပေးမယ်နော် mid tone ကနေစထွက်မယ် mid tone ကနေစထွက်မယ်ဆိုရင်မာကို mid tone low tone falling tone high tone rising tone ဒီအဆင့်တိုင်းထွက်သွားမယ်နော်ဒါဆိုလို့ရှိရင်မာအဲ့အတန်5တန်ရှိတယ်အဲ့ထဲမှာဒီ group 1ပြီးတွေက group 1မှာပါနေတဲ့ပြီးတွေကအားလုံးဒီ mid tone နဲ့ထွက်ပေးရမယ်အဲ့တော့ group 1မှာဘာတွေပါလဲဆိုတော့ကောကိုကိုဘယ်လိုရေးလဲဆိုရင်ဒါမြင်းချောင်းပေါ့နော်မြင်းချောင်းရှိရဆိုရင်အဲ့ဒီမြင်းချောင်းမှာဒီလိုလေးဝိုင်းလေးလာမယ်ပြီးရင်နှုတ်သီးလေးထည့်မယ်ဒီလိုလေးပြန်ချတယ်ကောကိုသူ့ကိုကောကိုလို့ခေါ်တယ်အဲ့တော့ဒီမှာ group 1မှာရှိတဲ့အတန်တွေအားလုံးရဲ့ကောဆိုတာသူ့ရဲ့ဒီဘီရဲ့အတန်ပေါ့နော်ကိုင်ဆိုတာကတော့ကြက်နဲ့တွဲပြီးမှတ်တာဖြစ်တဲ့အတွက်ကောကိုင်ဆိုအရှိဥမာဆိုလို့ရှိရင်ကာကြီးခခွေးကငယ်ကာကြီးငါအရှိတယ်အဲ့ဒါဆိုရင်အရှိတွေကကာကြီးခခွေးကငယ်ဆိုနောက်မှာပါဒါပေမဲ့တကယ်အတန်ကခကငါဟုတ်တယ်မလားအဲ့လိုပဲကောကင်မှာလည်းသူ့ရဲ့တကယ်အတန်ကကောပဲဖြစ်တယ်ကင်ဆိုတာကတော့တွဲမှတ်ဖို့ရအောင်ပေးထားတာပေါ့နော်ပြီးရင်ကောပြီးသွားရင်နောက်တစ်လုံးကကြောကိုဘယ်လိုကြီးလဲဆိုရင်ဒီမှာအဲ့ကောကြောဒီတန်းနဲ့ဖြစ်ရမယ်စိုက်ကဟုတ်လား၄ချောင်းမြင်းဆိုရင်ဒီလိုဖြစ်မှာနော်အဲ့တော့ကြောကိုဘယ်လိုရေးလဲဆိုတော့တချောင်းမြင်းမှာဆိုရင်ကြောကိုဘယ်လိုအလုံးလေးလာမယ်အောက်ကိုချမယ်အပေါ်ကနေအမူးလေးလာမယ်အလုံးလေးလာမယ်အောက်ကနည်းနည်းဒဲကြီးဒီလိုလည်းမဟုတ်ဘူးဒီလိုကြီးလည်းမဟုတ်ဘူးပေါ့နော်ဒါတွေကမားတယ်ဘယ်လိုလေးလဲဆိုအလုံးလေးလာမယ်စောင်းလေး45ဒီဂရီလောက်ပေါ့နော်စောင်းလေးလာမယ်ပြီးရင်အပေါ်ကနေပြန်မူပေးမယ်ကြောကြန်ကောကိုင်ကြောကြန်ဟုတ်တယ်သူကကြတော့သူ့ရဲ့အတန်ထွက်လေးကကြောကြန်မြန်မာလိုတော့မမှတ်နဲ့ပေါ့နော်အတန်ကိုပဲမှတ်ပေါ့အဲ့တော့ကျန်းဆိုတာလည်းအဲ့လိုပဲပကံပေါ့နော်အဲ့ဟာနဲ့တွဲပြီးတော့ကကြီးခခွေးဆိုခွေးလိုပဲပေါ့နော်ခရဲ့နောက်ကခွေးလိုပဲသူ့ရဲ့တကယ်အတန်ကတော့ကြောပဲပေါ့နော်အဲ့တော့ကောကြောပြီးသွားရင်ကောကြောပြီးရင်ဒေါကလည်းအဲ့လိုပဲအလုံးလေးအရင်ဝိုင်းလိုက်မယ်ပြီးရင်စောတော့ကကြောတန်းတော့ကဒီလိုလေးစောင်းသွားတဲ့နေရာမှာအခုဒေါတိတ်ကြတော့ဒီလိုလေးဒီဘက်ကိုလာမှာအဲ့တော့ဒါမျိုးလေးပေါ့နော်ဒေါ်သူ့ကိုလည်းအဲ့လိုပဲတကြောင်မြင်မှာ site ကဘယ်လိုလဲဆိုတော့ကောကိုင်ကြောကြံဒေါ်ဒီအဲ့မှာသူတတိထားရမှာကအလုံးလေးဒီလိုမျိုးအပြင်ကိုထွက်လို့မရဘူးဒါဆိုရင်မှားတယ်အလုံးလေးလာမယ်အလုံးလေးကအတွင်းထဲမှာဖြစ်ရမယ်နော်အလုံးလေးကဒီဟာလေးဒီမြင်းလေးရဲ့အတွင်းထဲမှာဖြစ်ရမယ်ဒါဆိုရင်ဒေါ်ဒီသူ့ကိုလည်းအဲ့လိုပဲသူ့ရဲ့အတန်တော့ကဒေါ်ဒီဆိုတာကလေးပေါ့နော်အဲ့တော့ကလေးခါခွေးကားငယ်ဆိုရင်ငယ်ဆိုတာနောက်ကကတ်လိုက်သလိုပဲ dick ဆိုတာသူ့ရဲ့ကလေးဆိုတဲ့ဟာကိုပြောမှမို့လို့နောက်ကထည့်ပေးထားတာတကယ်အတန်ကတော့ဒေါ်ပဲအဲ့တော့ကောကြောဒေါ်ပြီးရင်ဒေါ်ပြီးရင်တော့ကကြတော့ဒေါ်နဲ့အတူတယ်အလုံးလေးလာမယ်အလုံးလေးကိုတွင်းထဲမှာပဲထားမယ်ပြီးရင်အပေါ်မှာအချိုင်လေးတစ်ခုထည့်ပေးလိုက်တာတော့အဲ့တော့သူ့ကိုလည်းအဲ့လိုပဲရေးမယ်ဆိုအပေါ်ကကောင်နေနဲ့ site အတူတူပဲရေးရမယ်ကောကြောဒေါ်တော့တာအဲ့တော့ထိုင်းစာမှာတတိထားမှာတီတန်ပေါ့နော်တနဲ့တာလည်းမဟုတ်ဘူးတာလည်းမဟုတ်အဲ့ဒီကြားတွေကအတန်လေးပေါ့နော်အဲ့တော့အစတွေကကိုကတာနဲ့မပြီးဘူးဆိုရင်တော့အဆင်ပြေတယ်ဆိုတော့ဒါလည်းအဲ့လိုပဲတောတောင်လည်းမဟုတ်တောတောင်လည်းမဟုတ်အဲ့ဒီကြားတွေကအတန်လေးပေါ့နော်တောတောင်နော်ကိုဒါမဲ့မထွက်ထရင်လည်းကိုတာကိုတန်နေဆိုရင်တာလို့မှတ်တာကိုတန်နေဆိုရင်တာလို့မှတ်ပေါ့နော်တောတောင်လို့ခေါ်တာတော့နည်းနည်းရှားရင်တာလို့ th ဆိုတဲ့အတန်လေးပေါ့နော်ဒီအတန်လေးကအဲ့တော့တောတောင်နော်တောတောင်ကြောကောကြောတော်တော်ပြီးရင်ဘော
ဘောကကြတော့လည်းဘယ်လိုကြီးလဲဆိုတော့ဒီကောင်နေအားလုံးဒီ site တစ် site ထဲဖြစ်မယ်ပြန်မရေးပြတော့ဘူးเนาะအလုံးလေးလာမယ်အောက်ကိုတဲ့ဆင်းမယ်ပြီးရင်ဒီလိုလေး U ပုံစံလေးပေါ့เนาะ၄တောင်လေးအဲ့ဒါမှထိတ်ကအလုံးလေးပါတယ်အဲ့တော့အလုံးလေးလာမယ်ဘောပိုင်မိုင်းသူ့ကိုဘောပိုင်မိုင်းလို့ခေါ်တယ်သူ့ရဲ့တကယ်တမ်းကတော့ဘောပေါ့နော်ကောကြောတော်တော်ဘောကကြတော့ဘောထက်နည်းနည်းလေးရှည်သွားပါပေါ့နော်အဲ့တော့တန်းနဲ့ရေးမယ်ဆိုရင်ကောကင်ဒီတလောက်ကြောချမ်းဒီတလောက်ဒေါ်ဒိတ်ဒီတလောက်တောတောင်ဒီတလောက်ဆိုလို့ရှိရင်ဘောပိုင်မိုင်းပေါ်ပလာဒီကောင်ကြီးကရှေ့ရိုးထွက်ရမယ်အဲ့လောက်ကြီးတော့မဟုတ်ဘူးနော်နည်းနည်းတော့လက်လွန်သွားတယ်အဲ့လောက်ကြီးတော့မဟုတ်ဘူးပဲဒီရဲ့လေးချောင်းမြင်းမှာဆိုရင်ဒီအပေါ်ဆုံးမြင်းကိုထိရမယ်ပေါ့နော်အဲ့တော့ဘောပိုင်မိုင်းပေါ်ပလာသူ့ကိုပေါ်ပါလို့လည်းခေါ်တယ်ပလာလို့လည်းခေါ်တယ်ပါလို့လည်းခေါ်တယ်စင်ပြေလို့ထက်လို့ရတကယ်အတားတော့ပေါ်ပဲပေါ့နော်အဲ့တော့ကောကြောဒေါ်တော်ဘောဒါဘောပိုင်မိုင်းပေါ်ပလာပြီးရင်အော်အန်ကြဘယ်လိုရေးရလဲဆိုတော့ဒီကောကင်တို့နဲ့တန်းနဲ့ပဲ site တူပဲအလုံးလေးလာမယ်အလုံးလေးကိုအတွင်းထဲမှာထားမယ်ပြီးရင်ဒီလိုလေးပြန်ပြီးတော့ဝိုက်လိုက်တယ်တဝေထိုးလိုပုံစံပေါ့ပြောင်းမြန်ပေါ့နော်ဒါပေမဲ့တဝေထိုးလိုလည်းအလုံးကအောက်မကြအလုံးကအလဲကောင်မှရှိမယ်and เนาะအဲ့တော့အားလုံးပေါင်းက1 2 3 4 5 6 7ခုနှစ်လုံးဒီခုနှစ်လုံးကတော့အသုံးများတယ်အားလုံးဒီ group 1 mid tone အလဲတန်ပေါ့နော် mid tone ထွက်တယ်အားကြောင့်မလို့ကောကြောဒေါ်တော်ဘောပေါ်အော်ဒီလိုပဲလာတယ်ပေါ့နော်နိုင်တကယ်တမ်းရှိတာက group 1မှာ6လုံးရှိတယ်6လုံးရှိတယ်အခုပြောသွားတဲ့9လုံးကအသုံးများတယ်နောက်ထပ်2လုံးကအသုံးနည်းပေမဲ့တင်တော့တင်ထားရမယ်တိတော့တိထားရမယ်ဘာလဲဆိုတော့ तू ကအလုံးလေးကအပြင်ကလာမယ်ကောကင်လိုမျိုးကောကင်ကဒီလိုလေးအဲ့ဒါအောင်မှဒီနားမှာအလုံးထည့်လိုက်တာအဲ့လိုပဲအဲ့တော့ကောကင်ရေးတဲ့နေရာမှာအလုံးလေးတစ်လုံးပို့လာမယ်ပြီးရင်ကောကင်လိုဒီနားမှာ၄ချောင်းမြင်းမှာဒီမှာမရက်သွားပဲနဲ့အောက်ကိုဆင်းလာမယ်ပြီးရင်အောက်မှာအတွွန်လေးထည့်ပေးလိုက်မယ်ဒါကိုဒေါ်ချတာလို့ခေါ်တယ်ဒေါ်ချတာနော်အဲ့မြန်မာလူကြီးတွေတော့မမှတ်နဲ့နော်ကိုမှတ်တတ်တယ်လို့မှတ်လို့ရတယ်အင်္ဂလိပ်လိုမှတ်လဲအတန်တော့ကိုမှတ်လဲရတယ်မြန်မာလူရေးမှတ်လဲရတယ်ဒါပေမဲ့စုထွက်သွားတဲ့အတန်ကိုပဲမှတ်တာပိုကောင်းတယ်ပေါ့နော်ဒေါ်ချတာဒီလိုလေးကောကင်လေးကိုမှအလုံးလေးပါမယ်ပြီးရင်အောက်ကိုခြေပြီးအောက်မှာအတွွန်လေးတစ်ခုပါမယ်ဒေါ်ချတာအဲ့ဒါဒေါ်ဒိတ်နဲ့အတန်တော့တူတူပဲဒေါ်ပဲနော်ဒေါ်ဒိတ်ဒါပေမဲ့ဒေါ်ဒိတ်ကိုအသုံးများတယ်သူ့ကိုအသုံးနေတယ်ဒါပေမဲ့ stay using ပေါ့နော်ပြီးရင်နောက်ထပ်တစ်လုံးကကြတော့တောပတ်သက်အဲ့တော့တောပတ်သက်တီလဲစောရလိုပဲဒေါ်ချထားပြီးရင်တောတောင်ရှိရလေတောတောင်ကဒီလိုအောက်မှာအတွွန်လေးအပေါ်မှာအတွွန်လေးပါတယ်အဲ့ဒီရဲ့အတန်တွက်တူတဲ့ကောင်လေးအလုံးလေးလာမယ်ကောကင်လိုတက်သွားမယ်အောက်ကိုဆင်းလာမယ်ဒေါ်ချထားတော့အတွွန်တွတ်မယ်ဒီဖဲပွင့်လိုမျိုးလေးငါးပုံလိုမျိုးလေးပေါ့နော်ဒါလေးပဲပါပြီမယ်တောတောင်မှာကြတော့အတွွန်လေးနဲ့တွန်ပါသွားမယ်အဲ့တော့တောတာနော်အဲ့တော့အားလုံးမှပြန်ပြောမယ်ဆိုလို့ရှိရင်ကောကင်ကြောချမ်းဒေါ်ဒီတောတောင်ပေါ်ပိုင်မိုင်းပေါ်ပလာပေါ်ပါနော် all and မလာဘူးပြန်ရေးမယ် all and နော်ပြီးတော့အလုံးကပြီးသားအလုံးပေါ့နော် all and ပြီးရင်ဒေါ်ချက်တာတော့ပတ်သက်နော်အဲ့တော့ဒါတွေအားလုံးဒီ group 1ပေါ့နော်